ဒီမနိုင်ငံမှာနာမည်၅မျိုးပိုင်ဆိုင်ထားတဲ့မြို့လေးတွေရှိတယ်ဆိုတာတင်သိပါလားအဲ့ဒီတဲကတစ်မျိုးကတော့ပြင်ဦးလွင်မြို့လေးပါကိုလိုနီခေတ်ကမြို့ပူပီးနဲ့မန္တလေးရင်ပြင်ရဲ့အနားယူစရာတောင်လီကားမြို့တော့ရောင်စုံပန်းနေရီစာနေရဲ့တိုင်းမြို့တော့ပြီးတော့စောင်းပြီးမနက်ခင်းကြီးမှာနှင်းမုံမြို့တော့ဆိုပြီးတင်စားခေါ်ပေါ်ကြပါ යි ဒီမြို့လေးဟာမန္တလေးမြို့နဲ့42မိုင်68ကီလိုမီတာလောက်သာကွာဝေးတာမို့ကားလေးမောင်းပြီးတက်လာမယ်ဆိုရင်တနာရီခွဲ2နာရီလောက်နဲ့ရောက်နိုင်ပါ යි ပင်လေရေမျက်နှာပြင်အချက်ပေပေါင်း3538ပေမှာတည်ရှိနေလာကြောင့်တစ်နှစ်ပတ်လုံးအေးမြလန်းစားနေလေရာသီဥတုကိုပိုင်ဆိုင်ထားပြီးပူပြင်းနဲ့မြေပြန့်ဒေသကနေအပန်းဖေခရီးထွက်ဖို့အကောင်းဆုံးရွေးချယ်စရာဖြစ်နေတာပေါ့ပြင်ဦးလွင်ကိုရောက်ပြီဆိုရင်တော့ဒီမြို့မှာကင်းဝက်ဆန်တဲတော်မူနေတဲ့မဟာအန်ထုကန်သာဖျားကိုအရင်ဆုံးဖူးမြော်ခြင်းကြပါမယ်ဒီဖျားဆင်းသူတော်ကြီးဟာတရုတ်ပြည်ကိုပင့်ဆောင်စင်းမှာကားပေါ်ကနေလောကျပြီးမလွတ်မရှက်စံပင်နေခဲ့တဲ့အန်ဖွဲသမိုင်းကြောင်းရှိခဲ့တာကြောင့်ပြည်ချစ်ဖျားလို့လည်းလူသိများပါတယ်။သမိုင်းကြောင်းကြီးအမနာချင်းနဲ့ပြည့်နှက်နေတဲ့ဒီမြို့လေးမှာမြို့လေခေါင်ကပါဆယ်နာရီစင်ကြီးရဲ့ရှီဟောင်းအင်ကြီးရဲ့ပြီးတော့တခွတ်ခွတ်မီတန်လေးနဲ့ချစ်စရာရထားလုံးလေးတွေကပြင်ဦးလွင်ရဲ့တင်ကေတာတွေပါပဲ။အထူးသဖြင့်အမျိုးသားကန်တော်ကြီးဥယျာဉ်ထဲကငင်းသက်နေတဲ့ကံရီဖြင့်အလားကတော့ပြင်ဦးလွင်ရဲ့အသက်ဝိညာဉ်တစ်ခုဆိုရင်လည်းမမှားပါဘူး။ဒါအပြင်တိုင်းမြို့တော်ဆိုတဲ့ဂုံပုတ်နဲ့အညီဒီဇင်ဘာလရောက်ပြီဆိုတာနဲ့ပြင်ဦးလွင်ဟာပို့ပြီးတော့အသက်ဝင်လှပလာပါတော့တယ်။ဘာလို့လဲဆိုတော့နမေကျော်ပန်းပွဲတော်ကြီးကျင်းပတဲ့အချိန်ကိုလို့ပါ။ဒီအချိန်ရောက်ရင်တစ်မြို့လုံးမှာရှိတဲ့နိုင်ငံခြားပန်းမျိုးစုံနဲ့ဒေသထွက်ပန်းတန်းပေါင်းများစွာကိုတနေရာထဲမှာစုံစုံလင်းလင်းရှုမြင်ခံစားနိုင်မှာပါ။မျိုးပြရဲ့မွန်းချက်မှုတွေကိုဖြေဖြောက်ဖို့ဆိုရင်တော့တဘာဝတရားစီသွားကြမယ်။နမေကျော်ပွဲတောက်ကြီးတခုမှဒီကစားမလား။ဒါမှမဟုတ်စိတ်အေးချမ်းမှုကိုရှာဖွေမလား။စိတ်အေးချမ်းမှုအတွက်ဆိုရင်တော့စိတ်ချင်းညောင်လွှမ်းကူတော်စီကိုတွားရောက်ဖူးမြော်တင်ပါတယ်။တဘာဝအလျောက်ဖြစ်ပေါ်နေတဲ့လွှမ်းကူချေအတွင်းမှာစမ်းရည်စီးတန်တက်တဲ့နေတဲ့အေးရတဲ့လေးထုရဲ့ဖျားဆင်းသူတော်တွေကစိတ်ကိုအီမကန်ငင်းချမ်းစေမှာအမှန်ပါနဲ့။ကဲအလဲပတ်ပြီးရင်တော့ဗိုက်ဖြည့်ကြမယ်။ပြင်ဦးလွင်ရောက်ရင်မဖြစ်မနေစမ်းကြည့်ရမှာတော့ဒေတာထွက်စတော်ဘရီဒီလက်လက်ဆက်ဆက်တွေနဲ့ဒေတာထွက်ဝိုင်ရပါလားလေ။မနက်ခင်းအေးလေးမှာပူပူနွေးနွေးပြင်ဦးလွင်ကော်ဖီတစ်ခွက်ရဲ့ခောက်ဖို့ရှမ်းခောက်ဆွဲနဲ့ဒိုးဟူးနွေးလိုဒေတာအစားအစာတွေကိုမြည်စမ်းရတာကဒီခီးစီရဲ့မင်းမရနိုင်တဲ့အရာသာထူးတွေပါပဲရှားသည့်ဥဒုအင်းများကိုဒေတာခံတွေရဲ့ဖော်ယူမှုနဲ့တဘာဝတရားရဲ့လက်ဆောင်တွေပေါင်းဆက်ထားတဲ့ပြင်ဦးလွင်ဟာဘဲအချိန်လာရင်ခုစရာကောင်းနေစေပါတောင်လေကားမျိုးတော်လို့ခေါ်နှင်းမုံမျိုးတော်လို့ပဲခေါ်အိမ်ပြန်ရောက်သွားရင်တောင်လွားနေရမယ့်ကြီးမျိုးလေးချောင်းထပ်သိချင်တာထပ်ဖော်ပြပေးစီချင်တာရှိရင်ပြောပြပေးသွားပါအောင်နောက်ထပ်သွားစီချင်တဲ့ခီးလေးရှိနေတဲ့ comment မှာပြောပြပေးသွားပါအောင်မြန်မာနိုင်ငံရဲ့ပထမဆုံး AI Traveler Go with Zane Channel လေးကို follow and subscribe လုပ်ပေးသွားကြပါအောင်ရှင်ကျေးဇူးတင်ပါတယ်ရှင်